ကဲဟေးမင်္ဂလာပါတာကြီးတော်ရေမနက်က6ပရိလေး6လေးလေးရလိုက်တာလို့မေးချင်တယ်6လေးလုံးဝတီးနော်9ချိန်မြောက်ကိုပေးတာအဲ့ပရိလေးကန်တော့ရမယ်အဲကျွန်တော်ကဘာပေးတာလဲဆိုခွင်ကိုပေးတယ်ငါတစ်ပေးတယ်3ပုံပေးတယ်အဲ့ဒီ3ခွက်ပါတယ်ဒါပေမဲ့4နှစ်ပုတ်ကွက်ကြီးကမပေါဒီနေ့ကြည့်ခွက်ကိုကောင်းတယ်6လေးကြီးလိုက်တာပဲဒါပေမဲ့တွေ့ရဝမ်းချင်းနေရတယ်တုံညာကိုဝမ်းချင်းနေပါညာဖြစ်နေတဲ့ကိစ္စဖြစ်နေငါတုံဝမ်းချင်းရတယ်တွေ့နေတယ်ဒါကြောင့်မလို့ငါတင်းနေတုံထိပ်ဖြစ်အောင်ထည့်လိုက်တာ၄နှစ်ကတော့တကယ်ကိုမပါဘူးအရွှေကြီးနဲ့ပတ်သက်ပြီးတော့ကျုပ်ကတော့ဆေးရတစုပဲဒါကြီးကတော့လုံးဝကိုညင်းလို့မရအောင်ထိုင်ညင်းလို့လည်းမရအောင်တကယ်ဆေးရလေးခွန်းတုံညာပြီးလေးထိသွားတယ်ပေါ့နော်မနေ့ကတော့တည့်ရက်တည်းမဟုတ်နေ့တိုင်းကိုတည့်ရဆိုတော့ဒါကြီးတို့ဒီနေ့ညနေကိုကျွန်တော်တို့တွေဘာကိုကြိုင်မလဲဆိုတော့ခွန်းတုံညာဝမ်းချင်းကိုဆက်ပြီးကြိုင်ကြမယ်တော့ရှုပ်ကိုတွေ့နေခွန်းတုံညာဝမ်းချင်းကြီးကတခါမဟုတ်နှစ်ခါမဟုတ်ခွင်းအဲ့ဒီဝမ်းချင်းပဲတွေ့နေအခွင်ကားလေးလာတက်နေပြီလို့ကျွန်တော်ထင်တယ်ခွင်အဲ့ဒီခွင်ပဲဆက်ပြီးတော့တွေ့နေရတာဘေးဒီဘူရဲ့တက်အဲ့ခွင်ပဲတွေ့နေရဖြောက်ရှင်တော့ကျွန်တော်တို့ဝမ်းချင်းကပြတ်မှာပဲမနေ့ကလည်းခွင်သေးရညလေးလည်းခွင်သေးရမပေးချင်တော့ဆက်ပြီးတော့ဖြောက်ရှင်တယ်ဆိုတော့အဲ့ဒီဝမ်းချင်းပြတ်မှာဆိုတော့အဲ့ဒီတော့ကကျွန်တော်တို့နေပြီးဒီညလေးကိုခွင်9ရယ်ခွင်6ရယ်ခွင်10ရယ်ကိုအတုံးကွခွနဲ့ပတ်သက်ပြီးတော့ကစားမယ်ပေါ့နော်အတုံးညကိုတော့တုံးည9နဲ့တုံးည6နှစ်ကွက်တည်းကိုကစားနိုင်မယ်စုစုပေါင်းဒီ9ကွက်ပေါ့နော်တုံးည9တုံးည6ကတော့အသိတော့မကြိုက်ဘူးဒါပေမဲ့ဒီခွင်ကိုဝဲလုံးဝကိုကြိုက်နေတာအခြားတစ်ဖက်မှာဘာတွေရှိလဲဆိုအခြားတစ်ဖက်မှာကျွန်တော်ရဲ့တိန်း100ကျော်တဲ့အခွေလေးခင်ဗျားတို့ကြားအောင်မှာပါ1 2 3 5 8ပေါ့ဒီဗုဒ္ဓဦးမကျော်အဲ့ဒီအခွေကလုံးဝမထွက်သေးဘူးဒါပေမဲ့ဘာဖြစ်နေလဲဆိုတော့ဝမ်းကျင်းနဲ့အဲ့ဒီအခွေလေးကအဆက်မရှိဖြစ်နေမထိုးရင်လည်းမဖြစ်ဘူးဒီကောင်သိန်း100တော့ကျွန်တော်အခွင့်အရေးဖြစ်နေဗုဒ္ဓဦးလုံးဝမကြော်ခဲ့ဘူးရာဇဝင်နေတဲ့ရှိခဲ့အရင်ကတော့ဒီခွေကိုကျွန်တော်9000နဲ့ရောင်းခဲ့ရဆိုဒီထဲကနေပြီးတော့8နှစ်ရယ်9ရှိရယ်3တိရယ်ဟောကျွန်တော်အနေဖြင့်ရန်စီခြင်းတယ်ပေါ့နော်မဖြစ်မနေရန်စီခြင်းတယ်ဒီသိန်း100ကျော်တာအခွင့်အရေးကနေပေါ့8နှစ်ဆိုရဲကျွန်တော်ဗုဒ္ဓဦးမကြော်အခွက်တစ်ခွက်ကောင်းပေးတာပေါ့နော်တစ်ခွက်ကောင်းတော့ရခဲ့ပါတယ်ရခဲ့ရတယ်ရှိပဲကဲဒီနေ့ညနေမှာbreak နေပြင်ရတော့83 break လေးတွေ့ရဒါ4ပင် cycle လေးပေါ့နော်အဲ့ဒီ break တွေ့ရကြောင့်ခွန်6တကွက်ထဲကိုကျွန်တော်နေပြီးအော်မယ်ပောက်ခဲ့ရင်ကျွန်တော်တို့ဘာလို့ကြောက်လဲရေကူးမယ်ဘီယာတော့ဟုတ်တယ်မလားကျွန်တော်တို့ဘီယာတော့ပဲရေကူးပဲအားလုံးတို့ဘာဒီနေ့ညနေကိုဖြတ်သားကြမယ်โอเคပါအားလုံးတရဘာမှစီးပါ